လွန်ခဲ့သောနှစ်ပေါင်း1000ကျော်87တရားစုရဲ့အစအဦးပိုင်းအေယာရီမြစ်ကြောင်းတစ်လျှောက်မှာအခြေတည်နေတဲ့ပကံပြည်ဟာအခုလိုဖျားပထိုးတွေနဲ့ဝေးဝေးဆဆမရှိသေးပါဘူးထိုခေတ်ကမြမမြေဟာမှောင်မိုက်တဲ့တိမ်တိုက်တွေအောက်မှာရှိနေခဲ့ပါတယ်အယူမအရေးကြီးတွေရဲ့လွှမ်းမိုးမှုအချင်းချင်းတိုက်ခိုက်နေတဲ့နေစားမျိုးစားတွေနဲ့ပြည်သူတွေဟာအားကိုးရမယ်နေခဲ့ကြပါတယ်ဒီအမောင်ထုကိုခွင်းပြီးနိုင်ငံတော်ကိုအလင်းဆောင်မဲ့နေမင်းတစ်ပါးပေါ်ထွန်းလာဖို့လိုအပ်နေခဲ့ပါပြီပကံနန်းထက်မှာအနော်ရထမင်းစောနန်းတက်လာတဲ့အခါသူ့ရဲ့ရင်ထဲမှာကြီးမားတဲ့အိမ်မက်တစ်ခုရှိပါတယ်အဲ့ဒါကတော့ပြန့်ကျဲနေတဲ့မြမမျိုးနွယ်စုအားလုံးကိုတစုတစည်းတည်းဖြစ်အောင်စီယုံပြီးတရားမျှတတဲ့နိုင်ငံတော်ကြီးတည်ဆောက်ဖို့ပါမြောက်ဘက်ကတောင်တန်းတွေကနေတောင်ဘက်ကပင်လယ်ကမ်းခြေအထိခီးသွားဖို့ဆိုရင်ထိုခေတ်ကစိန်တွေမြင်းတွေနဲ့လာနဲ့ချီပြီးတွားရမှာပါငါရဲ့အမိန့်တော်တွေငါရဲ့စေတနာတွေဟာပြည်သူတွေစီကိုဘယ်တော့မှအချိန်မီရောက်ပါမလဲမင်းကြီးဟာညစီညတိုင်းကောင်းကင်ယံကိုကြည့်ပြီးအပြေရှာနေခဲ့ပါတယ်ဒဏ္ဍာရီတွေအရမင်းကြီးရဲ့တိုင်းပြည်အပေါ်ထားတဲ့တစ္ဆာနဲ့ကင်းပြတဲ့လုံလားကြောင့်တိကျမင်းရဲ့ပန်နုကပလာမြေကပလာကြောက်ဖြာဟာပူနွေးလာခဲ့တယ်လို့ဆိုပါတယ်တညမှာတော့ပကံကောင်းကင်ယံထက်မှထူးဆန်းတဲ့ကျဲတကွန်းတစ်ခုဆင်းသက်လာသလိုအလင်းတန်းတွေဖြာထွက်လာခဲ့ပါတယ်အဲ့ဒီအလင်းတန်းတွေကြားထဲကနေနှင်းပွင့်တွေလိုဖြူဖွေးပြီးနတ်တို့ရဲ့တန်ခိုးပါတဲ့တိန့်ခေါ်လို့အနီးရတဲ့မြင်းဖြူတော်ကြီးပေါ်ထွက်လာပါတယ်မြင်းမြန်ကြီးနဲ့အတူမင်းကြီးဟာနောက်ထပ်နှစ်ပေးလက်နဲ့တစ်ခုကိုလည်းပိုင်ဆိုင်ခဲ့ပါတယ်အဲ့ဒါကတော့ရန်သူတကာကိုအောင်နိုင်တဲ့အရေးနှမလှန်တော်ပါပဲမင်းကြီးဟာအရေးနှမလှန်ကိုကင်ဆွဲမြင်းပြန်ကြီးကိုစီးပြီးကောင်းကင်ယံကနေလျှက်စီးလိုအရှိန်နဲ့ပြန်တန်းခဲ့ပါတယ်ရာဇဝင်မှတ်တမ်းတွေအရမင်းကြီးဟာမနက်ခင်းမှာပကံကနေထွက်ခွာပြီးမူးမတဲ့ခင်မှာပဲတထုံပြည်ထိရောက်ရှိပါတယ်နေ့လယ်စာကိုရှမ်းကုန်းကင်မြင့်မှာသုံးဆောင်ပြီးညနေခင်းမှာတော့ပကံနန်းတော်ကိုပြန်လည်ရောက်ရှိပါတယ်ဒီလိုမျိုးမယုံနိုင်လောက်တဲ့အမြန်နှုံးကြောင့်ဝေးလံတဲ့ဒေသကနေစားတွေဟာမင်းကြီးရဲ့ဖုံးတဘူကိုကြောက်ရွံ့ယူသေးပြီးနိုင်ငံတော်ကြီးအတွင်းကိုအတူတကွပူးပေါင်းလာခဲ့ကြပါတယ်မြင်းပြန်ကြီးရဲ့အကူအညီနဲ့တနိုင်ငံလုံးကိုစီယုံပြီးနောက်အနော်ရထမင်းကြီးဟာသာသနာတော်ကိုတန်းဆင်ခဲ့ပါတယ်ရှင်ရဟန်မထေမြင့်ရဲ့လမ်းညွှန်မှုနဲ့အတူဗုဒ္ဓဘာသာဟာမြမပြည်အနှံ့ကိုမြင်းပြန်ရဲ့အရှိန်ဟုန်လိုပဲပြန့်နှံ့သွားခဲ့ပါတယ်ပကံမြေမှာဇေဒီပထိုးတွေထောင်တောင်းချီပေါ်ထွန်းလာပြီးအာရှတိုက်ရဲ့အကြီးကျယ်ဆုံးသောယဉ်ကျေးမှုဗဟိုချက်မကြီးဖြစ်လာခဲ့ပါတယ်ပြည်သူတွေဟာငြိမ်းချမ်းမှုရဲ့အရသာကိုခံစားရပြီးအနော်ရထမင်းကြီးဟာမြမသမိုင်းရဲ့ဖခင်ကြီးအဖြစ်ကပဲတင်ခံခဲ့ရပါတယ်နှစ်ပေါင်း1000ကျော်ကြာလာတဲ့အခါမှာတော့လူတွေကမေးခွန်းထုတ်ကြပါတယ်မြင်းပြန်ကြီးဆိုတာတကယ်ရှိခဲ့တာလားဒါမှမဟုတ်အနော်ရထမင်းကြီးရဲ့မဆုံးမနစ်တဲ့ဇွဲလုံးလာနဲ့သူ့ရဲ့ထက်မြက်လာတဲ့မြင်းတက်မတော်ကိုတင်စားခဲ့တာလားသမိုင်းကတော့အခေတိကျမပေးနိုင်ပါဘူးဒါပေမဲ့တခုတော့သိချပါတယ်အနော်ရထမင်းကြီးရဲ့စိတ်ဓာတ်ဟာမြင်းပြန်တစည်းထက်တောင်ပိုမှုမြန်ဆန်ပြီးသူ့ရဲ့စေတနာဟာတိမ်တိုက်တွေထက်တောင်ပိုမှုမြင့်မားခဲ့ပါတယ်ဒီနေ့ခေတ်ပကံမြေမှာနေဝင်ချိန်ကိုကြည့်လိုက်ရင်ရွှေရောင်ဝင်းနေတဲ့ဇေဒီတွေကြားမှာမြင်းပြန်ကြီးရဲ့တောက်တန်တွေကိုခတ်တဲ့ကြားနေရသေးပါဒါဟာကျွန်တော်တို့မြန်မာလူမျိုးတွေရဲ့ဂုဏ်ယူစရာသမိုင်းအမွေနှစ်ပါပဲဒီလိုခမ်းနားတဲ့သမိုင်းကြောင်းတွေကို Pixar Style နဲ့ဆက်လက်ကြည့်ရှုဖို့ Hitstar Pixel မိုင်းမှာကို Subscribe လုပ်ထားပါဦးကျွန်တော်တို့ရဲ့နောက်ထပ်ဇာတ်လမ်းမှာဘယ်သူအကြောင်းဖြစ်မလဲဆိုတာစောင့်မျှော်ကြည့်ရှုပေးကြပါဦးရှင်